အားလုံးပဲမင်္ဂလာပါကျွန်မနာမည်မိချစ်တော်ပါဒီဗီဒီယိုလေးကိုလုပ်ရတဲ့အကြောင်းကတော့ကျွန်မဒီတိုင်းပဲကျွန်မ YouTube channel လေးကိုပဲ comment လုပ်ချင်တာပေါ့နော်တကယ်တော့ကျွန်မ YouTube channel လုပ်နေဆိုပြီးတော့စိတ်ကူးထားခဲ့ရလုံးရဲ့၄-၅နှစ်တည်းအားပဲဆိုတော့ဒါပေမဲ့ကျွန်မရဲ့မကောင်းတဲ့ personality ရပါတော့ကျွန်မအချိန်ဆွဲအားလုံး perfect ဖြစ်မှလုပ်နေဆိုတော့personality မျိုးပေါ့နော်မဆိုရင်အခုကျွန်မဒီ background ကအဘလို့မှအဆင်မပြေနေဘူးဆိုတော့ကျွန်မအရာအားလုံးperfect ဖြစ်နေမှကျွန်မလုပ်ချင်တယ်ဆိုတဲ့စိတ်မျိုးပေါ့နော်ဒါပေမဲ့ background တွေပါအရင်ကောင်းနေတယ်ကျွန်မ mood ကအဆင်ပြေမနေဘူးပေါ့နော်ဒီလိုမျိုး easy relax လုပ်ဖြစ်မနေဘူးပေါ့စသဖြင့်အဲ့လိုနဲ့အချိန်ဆွဲလာကျွန်မ၄-၅နှစ်ရှိပြီပေါ့နော်ကျွန်မအခုတော့အဲ့ဒီအရာကိုလည်းကျွန်မ overcome ဖြစ်ချင်တာပေါ့လုပ်ချင်တဲ့အတွက်ကျွန်မဒီဗီဒီယိုလေးစပြီးရိုက်လိုက်တာ okay အရာအလုံး perfect ဖြစ်နေစရာမလိုဘူးပေါ့နော်ဒါမှချုံမောနေစရာမလိုအဲ့တော့ဒီအရာလုပ်နိုင်တယ်ပေါ့အဓိကကျွန်မဒီ YouTube ပေါ့နော်အခြား social media တွေထက်စားလို့ရှိရင် adjective ဖြစ်တယ်လို့ပြောလို့ရတယ်Facebook တို့ Instagram တို့လည်းဆိုင်ပေါ့နော်လုံခဲ့၄-၅နှစ်လောက်ရပြီဆိုတော့အဲ့တော့ဘာလို့ addiction ဖြစ်လာလဲဆိုရင်အဓိကYouTube မှာကျွန်တော်တို့ algorithm ကြောင့်ပေါ့နော်ကိုနဲ့ကိုစိတ်ဝင်စားတဲ့အရာတွေကိုနဲ့နည်းနည်းလေးစင်တဲ့ personality စင်တဲ့သူတွေရဲ့ YouTube ဒီ channel လေးရောက်လာပေါ့နော်ဥပမာကိုက universe ကြောင့်စိတ်ဝင်စားတယ်စကြဝဠာကြောင့်စိတ်ဝင်စားတယ်ဆိုရင်အဲ့ဒါနဲ့ပတ်သက်တဲ့အရာတွေလာတယ်ပေါ့နော် law of attraction စိတ်ဝင်စားတယ် spirituality စိတ်ဝင်စားတယ်ဆိုရင်အဲ့လိုမျိုး similar ဖြစ်တဲ့ကိုနဲ့ related ဖြစ်တဲ့ပေါ့နော်ဒီလူတွေနဲ့ကို attract လုပ်မိရပေါ့အဲ့ခါကျတော့ကျမတို့ဘဝမှာတစ်ခါတလေကိုစိတ်ခံစားမှုတွေမပြေလဲအဆင်မပြေတဲ့အခါမှာဘဝရဲ့ကကေရှိတဲ့အခါမှာကျမတို့ခဏတော့ release ကိုရတယ်။ကိုကစိတ်တဲ့အရန်ကြနေတဲ့အချိန်ကိုက depression ပေါ့နော် burn out စသဖြင့်အဲ့လိုမျိုးဖြစ်နေတဲ့အချိန်တွေမှာအဲ့လိုမျိုးဖြစ်နေတဲ့သူတွေရဲ့ video တွေပေါ့နော် related ဖြစ်တဲ့ video တွေကိုကြည့်လိုက်ရလို့ရှိရင်အတိရကွာဒါကိုတယောက်တည်းမဟုတ်ဘူးစားတယ်ဒါပေမဲ့ session proof ပေါ့ဒီမှာတက်တည်အနေနဲ့ကိုအဲ့ချိန်မှာအနေနဲ့တော့အဲ့ဒီ depression episode ထဲကနေတော့ခဏတာပေါ့နော် release ရတယ်ပေါ့ဆိုတော့အဲ့ကြောင့်လည်းအဲ့လိုမျိုးရိုက်တဲ့လူတွေပေါ့နော် open up ဖြစ်ပြီးတော့မှvulnerable ဖြစ်တဲ့သူတွေအဲ့လူတွေကိုလည်းကျွန်မအရန်ကြည့်လို့တင်တယ်ပေါ့နော်အဲ့တော့အဲ့လိုပဲကျွန်မလည်း one of them ပေါ့သူတို့လိုပဲကျွန်မလည်းတယောက်ဖြစ်ချင်တယ်ကျွန်မရဲ့ YouTube channel ကနေပြီးကျွန်မဘောအတွေ့အကြုံတွေကျွန်မရဲ့honesty ပေါ့နော်ယူသားတဲ့ဒီ review တွေဒီစိတ်ပိုင်းဆိုင်ရာ openness ကနေပြီးတော့ကျွန်မ YouTube channel ကိုတယောက်ကြည့်လိုက်လို့ sexual release လေးကျွန်တော်လိုပဲဖြစ်တယ်ဆိုရင်ကျွန်မချိန်နေပြီပေါ့နော်အဲ့ဒါကြောင့်လည်းဒီဗီဒီယိုလေးဒီကိုတင်တယ်လို့စိတ်ကူးခဲ့ရ blog လေးတင်တယ်လို့စိတ်ကူးခဲ့ရပေါ့နော်အဓိကတော့ကျွန်မရဲ့ life experience တွေတင်မယ်ဒီ external အရေးမဟုတ်ဘူးပေါ့နော်ကျွန်မ internal အတွင်းထဲမှာဖြစ်နေတဲ့အရာတွေတကယ်ပဲကျွန်တော်တို့ဘယ်လိုဒီ external တွေကိုလိုက်ရင်းနဲ့ internal ဒီအတွင်းထဲကကျွန်တော်တို့အရာတွေဘယ်လိုမျိုးဖြစ်ကုန်လဲပြောင်းလဲကုန်လဲခုငယ်ကနေစပြီးအခုထိပေါ့နော်ဟုတ်တယ်ကျွန်တော်တို့ရုပ်ပိုင်းဆိုင်ရာတွေကတော့အများကြီး changes ဖြစ်တယ်ပေါ့နော်ကျွန်တော်အတွင်းထဲကဟောတကယ်ဟောတန်ရလာပေါ့နော်ဆိုတော့ဆက်တဲ့ပေါ့နော် spirituality mentality အဲ့ဒီကျွန်မ channel လေးရဲ့မှာတင်သွားပြီးမယ်ပေါ့နော်အဲ့တော့အနည်းဆုံးကျွန်မဗီဒီယိုတယောက်ပဲဖြစ်ဖြစ်နှစ်ယောက်ပဲဖြစ်ပါနော်အကျိုးကျေးဇူးအရာတွေဆိုချိန်နေပြီပေါ့ဆိုတော့အဲ့ဒါလေးပြောချင်တာပါဒီနေ့ကတော့အဲ့တော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်တွေ့ဆုံကြပါမယ် Bye see you